လိုတွေသူတို့ဖုံးမှာကွာ သူတို့စာတွေကဂျပန်လိုပဲရေးထားတယ်လို့လေနော်မိုင်းတော့မိုင်း ဟုတ်ဟုတ် ကဲ CC all trust join ကွာ black တန်တော့ခုန fan နေရာမှာ join လေးတော့ဖြစ်သွားတယ်အလဲလဲကျွန်တော်တို့တွေ euro face to face လေးတစ်ချက်ကြည့်မယ်ဆိုတော့အော်မေးတယ်နော်ဝါတာရဲ့ခါလီကိုနော်မှာကာနီနဲ့ဒီဘက်ကဇူရှင်းနဲ့ထုထည့်လိုက်တာသွေးတော်တော်နေသွားတော့ flicker တွေပါခုံလိုက်ရတယ်ရောင်းခံစားနိုင်ဘူး နော်ခါလေးကကွက်စကန်ဟီးတာတွေပါတယ်မရသေးဘူးဆိုတော့နော်ပေရင်တော့ပေသွားလို့ရတယ်အဲ့အနေထားအဲ့လောတော့သူအိမ်ပြန်ဖို့ပဲစဉ်းစားလိုက်ပါပြီဖလက်ကလည်းမရှိတော့ဘူးဆိုတော့နော် real monster အနေနဲ့တန်ရောင်းစားတိုင်းနဲ့ပဲဒီမှာတော့ essential rubber လေးပါလေး fan ခါနီနေတော့လည်းမှာတော့လိမ့်နေပါရှင်းပေးနေဗျနော်သူရှင်းမြန်ဆန်လေး ဟုတ်ပါ ဒီဘက်ငိန်ဝိုင်း အမှန်ပဲ ငိန်ဝိုင်းရောတော်လောက်မှချမလားဘူးနော်ကြည့်ရ တတရတော့2မိနစ်လောက်နေမှထွက်မှာဆိုတော့လေနော်ဒီချိန်တော့ level 4လေးပါလေး fan ဂျန်ကလေးတွေစား AI ကြောင်းလေးပဲစောင့်ပါပါအလဲလမ်းမှာလဲ Wagter နဲ့ Flicker မရှိတော့ဘူးဆိုတော့လေတော့3မူသေးခြင်းနဲ့ကာဇူလဲလမ်း Mikri တွေပါလေကူရှင်းပေးထားတယ်ဗျာနော်ဆိုတော့နည်းနည်းမြဲဆက်ဆံပါပဲ rotation လေးလုပ်ချင်လို့လားတော့မသိဘူး Okay River Monster လက်ကျန်လေးတော့ဖြတ်စားထားတဲ့အပေါ်လမ်းမှာတော့ CC နည်းနည်းလေးတော့ရှေ့ရောက်နေသလားလို့ဒါမှမဟုတ်တက်ပြီးတော့မခံပါဘူး bro နော်သူတို့ easy ပဲဆော့တာတာတယ်ပတ်တယ်ဒီမှာတော့မေးစရာရှိတာအဲ Ruby တွေ CC တွေကအောက်လမ်းကိုဆင်းလာမလားဆိုတော့မေးကုန်တော့ plan မေးစရာရှိတယ် အဲ့တော့သူတို့နော် first starter ဆိုတော့ပြောလို့တော့မရဘူး second starter လောက်မှပဲဆင်းနေဆင်းလာတာဆိုတော့ first starter နဲ့ join မယ်ဆိုလဲကြည့်အောင်ကြည့်ကြတယ်တော်တယ်လေးတော့ထွက်ပြီးဗတ်တီပါတွေပဲစောင့်ဆောင်မလားတော်တယ်လေးရင်ချမလားတဲ့တယ်လို့အောက်မှာတော့ asma reader unit ဘိုင်ဝမ်လေးတော့ပြဿနာတော့တက် level 4တော့ရပါချလို့ရ ဆိုတော့เนาะအောက်လမ်းမှာတော့ first starter ပတ်တယ်လေးတော့တစ်ချက်ကြည့်ရမယ်เนาะဒါပေမဲ့လည်း AC Asma Radar UNA ကိုတော့တော်တော်လေးတော့ short ပြီးတော့ပုတ်ပေးလိုက်တယ်region ဘာညာပြန်သုံး mana အတွက်ဆိုတော့ဒါပေမဲ့တော့ကန်နီတက်တယ်လေးတော့စပြီးတော့ခေါ်ထုတ်ထားမယ် join ဘေးနားမှာလည်းရှိတယ်ပေါ့နော် Isashe မူမီနတ်ကိုလှမ်းပစ်လိုက်တာမဲ့ကွာ Starfall Ruby and Offer Mounty Shocker Damage နဲ့ Fabulous Kazu ရခဲ့တယ်ဆိုမှသူကိုယ်တိုင်တော့ပြန်နေမဲ့အနေထားရဆိုတော့ join ရလေဒီဘက်မှာတက်တယ်တွေပါရ let fine ပြီးလေးပါလေးဖွင့် Asma Radar လေးလည်းပြန်တော့တည်ဆုံးသွားတယ်လို့ဂျွန်ဝမ်နဲ့ပေးထားတယ်1 for 1 2 for 2တက်တယ်ရလိုက်တာအမြတ်ပဲပေါ့ကွာစီတာပါက ဂျန်ဂလာဒီဘက်ဂျန်ဂလာယူကီလည်းရလိုက်လို့နော်တော်တယ်တိုက်ဇဲတာသမီးရှင်းရအမြဲတမ်းကိုဒီအင်ထူကတော့ရှယ်ကြီးနော်ဒီကောင်ကြီးဆော့တာ အမှန်ပဲ မြဲအင်ထူကမိုက်ဟုတ်လားမတိုင်းပါနဲ့နည်းနည်းလေးကြာလာမှာ အမြဲလို့ intro တွေမိုက်တယ်ဘယ်လိုပြောလို့ပြောမှာမဟုတ် အေးပါရန်ကောက်ပါလေ ဟုတ်ပါ ကဲနော်ပွဲလေးတော့ရာကျွန်တော်မြနေပါသေးတယ်နော်တော့ဒီပါလေးလည်းအများကြီးကွာဝေါဒီဆင်ရှင်းတစ်ခါတည်သွားတာဘာညာနဲ့ family တော့ပြန်ပြီးဦးစားပေးနေတဲ့နေထားဂျွန်ဝမ်သူဆင်ရှင်းကို live ဖြတ်ပေးလိုက်တာဗျာနော်ဒီမှာတော်တော်ကြီးအသေးအတန်ပဲဒီကောင် revitalize နဲ့ဆော့Sandstone Flicker တွေပါပေးတာတေးဖို့အတွက်နော်ကန်ဒီတကောင်နဲ့တော့ကိုတော့စပယ်ရဲ့မောင်နီရှော့ကာတွေပါသုံးလိုက်ရတာဗျတန်တော့တန်ပါနဲ့ကေးတကောင်နဲ့တကောင်ပဲဆိုတော့လေ join အနေနဲ့တော့တစ်ဖက်က blue bat လေးပါထပ်ပြီးတော့ပဲကြိတ်ဖို့တော့ချောင်းနေတယ်တန် blue bat တကယ်စားတိုင်းရောင်းရင် let fine ပြီးလေးမဖွင့်လိုက်မှာသားရေ let fine ပြီးမြင်ဆက်ဆန်လေးပဲ blue bat လေးကြိတ်သွားပြီကဲခါဇူတစ်ဖက်က blue bat လေးပါလေးပြန်သွားစားခြင်းသေးလား join ကိုင်တာတော့အထာကြတယ် join နေတာ bro တကယ်အသင်းကိုတကယ်ထမ်းပေးနိုင်တဲ့ hero trust me bro တကယ် ကြည့်ပြီဗျာနော်ဘတ်သူ blue bat တွေပါခိုးစားသွားတာဆိုတော့လေဒါအခုတော့ကိုယ့်ဘက်ကိုပြန်စားပြီးရင်တော့ second target လေးတော့ထပ်တော့ကြည့်ရမယ်ဗျ ဆိုတော့ either share ကတော့ဘတ်တစ်ခုနှိမ့်သွားပြီပေါ့နော်ဒီချိန်ကအပေါ်လဲဘိုင်ဝမ် မူမီနဲ့ RH ဆိုလိုကေးတော့ဖြစ်တော့မှာ ခရီးအုပ်လေးလည်းလာနေပြီဆိုတော့နော်မူမီနဲ့နည်းနည်းလေးပြန်ပတ်မှရမယ်စပယ်ဗန်နေအဲ့ခရီးအုပ်နဲ့ဆိုမရဘူး Ruby အဲ့ off fan ပေးမှာ အိုး ဟောဒီ short က beautify နှိမ့်တော့နှိမ့်လိုက်ပြီသိလား तू နှိမ့်ပြီးွားတဲ့ချိန်ကျမှဈေးပဲဝင်လာဆိုတော့လေမူမီနဲ့ကတေးပေးရတယ်အဲ့ဒီအတွက်တော့တာတယ်လေးတော့ပြန်ရမယ်ပေါ့နော် ကဲ rubber ပါလာဆောင်မရအောင်တန်းစိတ်ဆိုးနေတာလို့ ကဲဆိုတော့ rubber လေးပါထက်တိုင်အောင်ပဲဗျတန် join ရဖို့ရရှိမယ်ဒီနေ့တော့ပထမဆုံး game 3လေးဖြစ်လာဖို့ရာခိုင်နှုန်းများရတယ်ဒီပွဲက ပြောလို့မရသေးဘူးကိုဒီဆန်ရှင်းဖတ်သေးတယ်ဟော Sandstone လွဲသွားပြီ Starfall လေးနဲ့ထပ်ထိန်းတယ် Kazu ပြန်တော့ဘတ်ဝါးသေးတယ်ဗောနော် Land Flare လေးပါလေးကင်ပေါက် join လည်း let fine ပြီးဘေးနားနေတော့ကတ်ပုတ်ထားတယ် Identity Eve လေးလည်းရှိပါတယ် Flicker နဲ့ဆော်တယ်ဗျ
glowing one first side နဲ့ရသွားပြီဗောနော် တော်တော်ဘာတွေပဲထက်ဆောင်မလားဒီဘက်ကပေါ်လာမဲ့ blue ဘက်လေးပဲထက်ခန်းနေနေသေးလားဒါရီဆန်ရှင်းဘတ်တပတ်မှမစားတော့တာလို့ဒါရီဆန်ရှင်းကိုလည်းဘတ်တွေဘာတွေလုပ်ပေးလိုက်ပါ ကဲဆိုတော့နော်ရီဇန်ရှင်းရဲ့ blue bag red bag အကုန်လုံးပါနေတာဆိုတော့ဒီရီဇန်ရှင်းကထောင်လာဖို့ကနည်းနည်းခက်မယ်အခုတော့ level တစ်ဆင့်စပြတ်သွားပြီနော်ရီဇန်ရှင်းတွေကအထောင်ထားဆိုတော့အဲ့လိုမျိုးဆော့အောင်မဟုတ်ဘူးနော်ဗလိုင်းအဲ့လိုမျိုးမဟုတ်ဘူးအဲ့လိုမျိုးဖြစ်တာလုံးမရတာရီဆန်ရှင်းက နော် တော်တော်နာဖို့ကောင်းနေပြီ အဲ့ဒါပြောတာ နောက်ကတော့များတယ်လေနောက်က400လောက်တာနေရီဆန်ရှင်းကကြီးရတာလို့ အမှန်ပဲ မင်းနော်မင်းကတော့အေးဟုတ်တယ်ပေါ့နော် BGD ဘက်ကတော့နောက်တော့များ ဟုတ်ပါ ကဲချာပေးအောင်မလားသူတို့အောက်မှာတော့ first tower လေးလုံးယူဝေးတိုင်းနဲ့ပဲ smart reader ဒီအတန်းနဲ့ဝေးပါတယ် star 4တော့ပြန်ပေးထားတယ်အပေါ်လာမှာလေ UA နဲ့ကတော့ lane cut တွေနေပါလေလောက်ပြီးတော့ data တစ်ပတ်လာဆိုင်မဲ့ပုံပေါ့နော်နောက်ဘက်ကတော့မင်း boost gate ဘက်မှာတော့မှပဲ1300လောက်တာနေတာဗျာနော်ကဲဆိုတော့ join နေတယ် join တော့ဖတ် join တော့ဖတ်တယ် join နေနာမှာတိုင်းလည်း define ပြီအဲ join ကိုလည်းပြန်ပြီးတော့ damage ပေးဖို့တော့ကနော်ကျွန်တော် identity တွေလိုတယ် stand နေလဲပါသေးတဲ့လောက်တော့ပါတယ်ပေါ့နော်ထိမ့်ဖို့လုံလောက်ပါမလားပေါ့လေနော် Ruby ရဲ့ orphan တွေတို့ဒီဘက်က sandstone တွေတို့ဂျုံ1 e session ကိုတော့တောက်လျှောက်လေးလိုက်တော့နှောက်ပေးထားတယ် star 4လေးပဲဖြတ်ထိန်ဂျုံ1သွေးတဝက် sandstone မပေးသေးဘူးချင်းနေကြည့်တယ် RH ဘတ်လိုင်းထဲမှာ Ruby orphan ပေးတော့မလားဒုံsandstone ကြီးနဲ့ပဲပြေးသွားတယ်အနေထားလားဘယ်လိုကြီးလဲMCC captain ကော Lana Flag တွေကြမှာ RH မထူးစားခင်ပြီး flicker လေးခုံပြီးပြေးပြီမလဲဟေးတာကြီးလိုက်လာပြီးတော့တတ်ပေးထားတယ်မောင်လေး shot ကဖြတ်တိုက် manipulation လေးကျဲထားတဲ့နေတာတခုဆိုပေမဲ့လည်းလုံလောက်ချင်းတော့မရှိဘူးပေါ့နော် hero kit တကောင်နဲ့တာတယ်နဲ့တော့ zeta division ဘက်ကိုတော့ထပ်ပေးထားရတယ် drop pick ကအထာကြတယ်ဗလန် ဟုတ်တယ်ကောင်းတယ်တော့မိုက်တယ် join pick တွေကခံစားချက်နေနဲ့ကောင်းအောင်တယ် game 3သွားတော့မယ်ဆိုတော့ နောက်က even တော့ကိုဒီအဲ့လိုတော့ပြောလို့မရသေးဘူး မင်း user ရှင်းဘယ်လိုသွားထမ်းမလဲ level 2ဆင့်ပြတ်နေပြီ ဟိုတော့သူဟုတ်တာတော့ပြန် level 20မို့30တောင်ဖြစ်သွားတယ် ဟုတ်ပါ level 12နဲ့ level 9ဖြစ်သွားပြီ rabbit တွေပဲထပ်တိုင်အောင်မလားမသိဘူးเนาะနည်းတော့လူပါဝါများသွားပြီဒါ sandstone ဂျုံ1 tower တွေရောက်ရတယ်ဒါမှလည်းအသက်နဲ့တော့ဝေးပါတယ်ဒီ unit ယူဖြတ်တတ်ဖို့ကြတယ်မလွယ်ဘူးဗျာဒီလားကျွန်တော်ပြောချင်တာအဲ့လို ကုန်ပေးပြီးဖြတ်ရမှာတဲ့ ဟာပြောတာ ဒီဘက်ကြာမှာเนาะ zero division တာနေတော့ကြာဘူးများတယ်ပွဲက ညများတော့တယ်ဒါကိုထင်တော့ကဲဆိုတော့အလဲမှာတော့နည်းနည်းလေးပုတ်တိုက်မှုလေးပါလေတော့ထက်ရှိအောင်မလားတော့မသိသေးဘူးပေါ့နော်အနေထားလေးကတော့တူပြန်ကိုပြန်သူရှိုးကိုရှိုးပုံစံမျိုးလေးပဲသွားထားတယ် network ကတော့ဒီဘက်မှာ zeta division 900လောက်တော့စတာနေအနေထားမျိုးလေးလည်းတွေ့ရပါတယ် ကျွမ်း holy crystal ပါလာပြီဗျာเนาะ6000တော့ဟုတ်ပါ extension နဲ့တော့900လောက်တောင်း ပြီoffense ဆွဲလိုက်တယ်ဆိုရင်မလဲเนาะဂျာညက်ဝိုင်းနေတာတခုမှဘလို့မှတော့ escape မဖြစ်ခဲ့ဘူး join ဘတ်လိုင်းနဲ့ဝင်တယ်ပြန်ထွက်တယ် lattify ပြီးပေးတယ် manipulation တွေပါခင်းလိုက်တဲ့နေတာတခုမှနည်းနည်းလေးတော့ fall back ထားရနေပဲ zeta division ဟုတ်မှန်ကန်နဲ့เนาะဆုံးဖြတ်ချက်တွေနဲ့တော့ဗတ်တယ်အရန်ကြီးတိုးမဆိုင်ခဲ့တာကိုလည်းမြင်ရတယ်ဗျ ဆိုရင်နာရဲလို့เนาะဒီကောင်ချက်ပြေးဝင်လာ အဝင်ထွက်တွေလည်းကျဲနေဘလို့ join hero က ကဲ ruby မရှိတော့လေလော်တွေပါပို့ကြည့်မလား join dashလော်လေးပဲ4ချမလားဒီမှာမလဲ axi star 4တွေပိုင်းနဲ့ vision လေးတော့တစ်ချက်ချိုးထောက်ထားနေပဲလော်သွေးဘယ်လောက်ရှိလဲဆိုတာတော့တည်သွားပြီနော် sandstone flicker လေးနဲ့ပြန်ခုံဘက် quick set ကောက်ဟီးထိုင်းနဲ့တော့လော်အနေနဲ့လေ retribution လွတ်လွတ်ကျွတ်တန်ပေါက်ခွင့်ရဝိုင်းနဲ့တော့ recession အနာကတ်ခွင့်ရုံမရတာဆိုတော့အဲ့မှာတော့ wagner အနေနဲ့တော့ပြန် show ဝိုင်းနဲ့အဲ့ offense ကြမှာ casu လေးလဲဇူရှင်းပြန်ပေးထားတယ်လို့ဂျုံ1ကိုမထက်တက်ချင်ပေမဲ့လေဂျုံ1ကြီးကလည်းမာနေတာဆိုတော့ပေးမှာမဟုတ်ဘူးဒီကောင်ကြီးကလည်း1 for 1ပေါ့ဗျာလိုအပ်တဲ့ lot တော့ရတယ်ဇီတာ game 3သွားမယ်ဆိုရင်ချင်းနေကောင်းတယ်တော့ဗလန်ချင်းနေကောင်းတယ် game 3သွားမယ်ဆိုရင်ကောင်းတယ် game 3သွားနိုင်တယ်နော်နီးဆက်တယ် bro ဒီပွဲကပြောလို့ပြောရမှာမဟုတ်ပွဲနီးဆက်တော့မယ် join လည်းတော်တော်ဖတ်နေတာဆိုတော့ဟာပြောတာတော်လေးကတော့အောက်မှာရှင်းဖို့တော့စဉ်းစားနေနေပဲဒီဘက်မှာတော့နည်းနည်းလေးတော့လာကြည့်ပေးမှရရလော်လေးကတော့အော်လမ်းမှာတော့ second hour လေးတော့ထပ်ပြီးတော့ပဲလောက်အောင်မယ်နောက်မှကန်နီ
flag တွေဘာတွေပြန်ခုံထွက်ထားတယ်လော်ပြေးရိုက်တာဘာညာနဲ့တော့ပြsecond hour လေးဘာလေးလေလူကျင်တော့ယူထားလို့ရနေတယ် Ruby and offer purify နေတော့နေထိုင်းမဲ့မူမီနတ်ပြန်ဘတ်ပြီဗျဆိုတော့ first law ဆိုလည်းအကောင်းဆုံးတော့ထိန်းထားလိုက်နိုင်တယ်အလယ်လမ်းမှာတော့ star 4တွေဘာတွေဖြတ်ပေးပေမဲ့တန်အနေနဲ့တော့ AI အကြောင်းပဲလိုချင်တဲ့ first hour တွေဘာတွေယူသွားတဲ့အနေအထားမျိုးလေးလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့အလယ်လမ်းနဲ့အောက်လမ်းမှာတော့ဒီလောနဲ့ယူဖို့ကြံနေတာ second tower လေးလောကလည်းပြီးသွားဆိုအဲ့ second နေတော့ရပါမလားပေါ့နော် captain က2 man ပြန် captain ကဒီတိုင်းပဲချိတ်လိုက်တာဗျာနော်ကာနီကတော့ပြတ်တယ်ဒီဘက်မှာလည်းကျွန်တော် RH ပြန် show wine နဲ့141 hero k trade ကလေးတော့တွေ့နေရတယ်ဗတ်တယ်ထီထီအဲ့လိုမျိုးကြီးဟိုတိုင်းတွေဝင်မဆိုင်ဘူးပေါ့နော်ဒီတိုင်းပဲအစာလေးဆွဲထုတ်ပြီးတော့ပဲကတ်တိုးလေးဖြုတ်နေတာတို့ မသေးဘူးဟို rubber light တွေရောဆိုတော့တော်တော်တောင်းနေယူရင်းနဲ့ကြီးက ဂျုံမန်းကြီးကမုံမှုတော့ကောင်းအောင်လေညိုဒီယူရင်းနဲ့ကြီးက အဲ့ဒီကောင်လည်းတင်းရောနော်တော်တော်ကြီးကိုအကိုကတင်းမှာ မောင်လေးရှော့ကနောက်မှလေဂျုံဝမ် raspberry လေးပေးလိုက်မှာအော် rubber light ကျန်နေသေးတယ် star 4ထပ်တော့ခင်းလိုက်တယ်ဆိုပေမဲ့လည်းတို့လိုချင်တဲ့ outlet second hour လုံးမထက်ကြိုက်ချိုးထားတယ်နော်မေဂါရှိလေးပါရအောင်ပါ joy let fine ပြီးတွေပိုင်းလည်းနှိပ်ပြီးွားပြီဗျာနော် first round နဲ့ကတော့အပြန် tower တွေအကုန်လုံးနီးပါတော့ clanner ကြလေးပဲယူလိုက်တယ်လို့ပြောရမယ်အဲ့မှာ star 4နဲ့ bat နည်းနည်းလေး battery လေးများဆိုင်နေနေတာလားတူရကီသင်းလောက်တော့မလောက်တော့ပါဘူး နောက်တော့ lorry ဘာတွေကတော့ထပ်ဆောင်လို့လူနေသေးတယ်နော်ဒီအိုက်တက်ဖို့ကတော့လွယ်တာတော့မလွယ်တော့နေထားရအကောင်ဒီနှစ်ကောင်တော်တော်ဖြစ်နေတာလို့ ကဲ Sandstorm 2 man မောင်လီရှော့က2 man ဂျားမှာတော့ကန်နီဂျုံဝမ်ဘသူပြတ်သွားလဲဂျုံဝမ်တော့တက်ရှင်သွားတယ်ကန်နီပြတ် Ruby အော်ဒုံရောင်းက3 man ထပ်စုဝေးရသေးတယ်တန်ရောကျွန်တော်ဒီဘက်ကခတ်ဆူအောပါပြတ်သွားသလိုမူမီနတ်ပါ purify နေနေပြီးတော့ပြေးနေရခဲ့တယ်ဆိုပေမဲ့နောက်ကလိုက်လာတဲ့နော်ကျွန်တော်ခါလီတိုနီတို3စင်းနေ Asmarita Star Dash ဒီအောက်မှာ4កောင် total k ပြန်ပေးထားရတယ်ပဲချိန်တန်တော့လဲ Zeta Division မှားတာတော့မှားတာပဲသူတို့ကသူတို့ယုံကြည်မှုအရန်လွန်ခဲ့သွားတာတော့အဲ့နေရာကြီးကအဲ့ဂျွန်ဝမ်နဲ့ခါနီကတော်တော်ဥသာဖြစ်နေတာ position ကျုံနေတာလို့အကောင်နှစ်ကောင်တော်တော်ကြာနေပြီအဲ့အောက်မှာ ဒီဘက်ကဖြတ်လို့ရမှန်းလည်းသိတော့တန်းဖြတ်တော့တာပဲเนาะသူသမီး Ruby stand နေတော်တော်ကောင်းနေတာ Ruby damage ပါတယ်ဟော why နဲ့ Hannah Strike နဲ့နော် Ruby ဖြတ်လဲလိုက်တာနဲ့ manipulation နဲ့ဆိုကွက်တီရီဆက်ရှင်း damage လောက်လာရင်တော့တိုင်းနည်းနည်းလေးတော့စိုးရင်ရတယ်เนาะပြောပြတာပါဟုတ်တယ်လေးဖီရောပါလာပြီ ဒီဆန်ရှင်းအချိန်ရောက်လာတော့မှသူ Malefic Rory เนาะဥစ္စာ beauty ပါလာတော့ဟုတ်ပါကဲမရခုလောရဲ့လော်လီကတော့စပြီးတော့ပဲလောက်တာတော့လုံနေပြီเนาะတစ်ဖက်မှာလေ Ruby အခြေအနေလေးတွေကြည့်နေတယ်အဲ all fan တွေဘာတွေပေးဖို့တော့ဗောလေဒီလိုကတော့ရတဲ့မေဂါတွေပါ try လို့ရမယ်အနေထားဗျာနားတယ်နော်ဒီဆန်ရှင်းကို short တွက်နေတာနားတယ်နားလာပြီ raspberry ပေးလိုက်မှာ star 4 kasu lana flay ကင်ပေါက်ဖို့တော့ကြိုးစားနေရဆိုမလဲ axi အေးကြောင်းပဲသူ spring လေးတော့ကူလောင်းလေးနည်းနည်းလဲနေတာနော် asmarita ပတ်တဲ့ spell လေးကူလောင်းလဲနေတယ် join ကတော့လာပြီလို့ bat line တော့ electrify ပြီးနောက်မှာ sandstorm 2 man manipulation ပြန်တော့ခင်းလာတယ်ဆိုမှ join damage အော် join လည်းပြန်ပြီးတော့မေးခံလိုက်ပြီး ruby stand သွားတာဗျာတကယ်ကောင်းတဲ့ backup ရီဇက်ရှင် damage လေးရှိနေအောင်မယ်တစ်ဖက်ကတော့ jungler တည်သွားတာဆိုတော့လေ4ယောက်တကယ်နဲ့ low bat တွေဆိုင်ကြမယ်ဆိုတော့ re-repound မဲ့ကောင်မရှိတော့ဘူး blind ဟုတ်တယ်เนาะဒါပေမဲ့လည်းလုံးဝလွယ်ဦးမှာမဟုတ်ဘူးသိရမလားယူရေနက်တွေ CCA ဟေးတာတွေနဲ့ဆိုတော့အတက်နိုင်ဆုံးတော့ဒီကောင်တွေအဲရီဇန်ရှင်းကိုလောလုပ်လို့မရအောင်လို့တော့တားမှာပဲကျွန်တော်ထင်တော့ Ruby နည်းနည်းလေးကာပေးရင်တော့ရတော့တယ်ရီဇက်ရှင်မှာ damage ကတော့နည်းနည်းတော့ရှိတယ်ဟေးတာလည်းဝင်လုံးမှာဆိုတော့အေးမလဲမင်းပြောတာပိုဖြစ်နိုင်ပါတယ်ဒီတော့ချမှာရမှာလောလောက်တာတက်စားဒီရှင်းကလောအလောက်ကြီးမလုပ်ဘူးမင်းဟီးရိုလိုက်ပြက်နေတာကဲအဲ့မှာလော်လေးကတော့သွေးတဝက်မောင်နီရှော့ကပါသုံးထားတော့နည်းနည်းလေးတော့ကတ်ရခတ်ပြီဘတ်တယ်လေးပဲရင်ဆိုင်နေနေတာမောင်နီရှော့ကဖြတ်တိုက်တယ်Ruby တောက်လျှောက်လေးတော့ damage လေးဝင်ပေး Asmarita Star Dash ဒီကြားမှာအရင်ဆုံးတော့ Kasu ကြာဝိုင်း141 241 Mumina ဘာထက်သေးဆုံးသွားတယ်တော့ဂျိုဝမ်နဲ့ကန်နီတောက်လျှောက်လေးတော့နှောက်ထားသေးပဲ join ပြန်ထွက်တဲ့အနေအထားတစ်ခုတော့ဆွဲဆန့်လိုက်တဲ့အချိန်တစ်ခုအချိန်တော့ဆွဲလိုက်နေတယ်ဆိုပေမဲ့เนาะအကြာဆုံးကနည်းနည်းလေးပုံများသွားတာဆိုတော့လေကဲလော်ရီဘာတွေလုံးဖို့အတွက်เนาะတားပေးနိုင်ပါအောင်မလားအောက်မှာတော့ Eve ဒိန်းသွားကြောင်းမင်းနေတော့3ယောက်ပဲလာမှာတော့ဒီလောကပြီးအောင်မှာမဟုတ်ပေးအောင်မှာမဟုတ်ပေါ်ထဲမှာလည်းလိမ့်တွေဘာတွေပြန်ရှင်းအောင်မယ်ဆိုတော့เนาะ lane pressure တွေဘာကောင်းကောင်းပေးထားနိုင်တယ် Zeta Division ဘက်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းလာတယ်ဗျပွဲကခါစုကလည်းဒီဘက်မပြန်ထွက်တော့မယ်မူမီနာပြန်ထွက်တော့မယ်မောင်လေးရှော့က3ထားပြီးတော့ Star 4နဲ့တန်ကိုခဏထိန်းနိုင်တယ်တန်နေနဲ့ join let find ပြီးလူပေါက်တဲ့လမ်း retribution ဘယ်သူရသွားမလဲနောက်ဆုံးမှာဗတ်တဲ့ရှုံထွေးနေတယ်တော့ကာဆူရီဆန်ရှင်းလောတော့ရအောင်ယူသွားတယ်ဟီရိုကီကိုပါအပါခေါ်ရတာတန်လေးကိုပါသူတတ်သွားသေးတယ်ကွာဟုတ်တယ်ဟောင်ကြီးဟုတ်တယ် Busquets East ball က
ကဲတက်ပြီးမြန်မာလိုပဲတန်မပါဘဲနဲ့ defense မှာနော်လွယ်တာတော့မလွယ်ဘူးအသူတို့ရဲ့ join အထောင်လေးက join မရှိဘဲနဲ့ဘလို့ကာမလဲဇူရှင်းစစ်စီယူရီနက်နော်ကျွန်တော်တက်နိုင်ဆုံးတော့ကာကြည့်အောင်မယ်ဆိုပေမဲ့လွယ်ရမလို့သိလာပြီဗျာမြန်မာလိုပဲလဲရနေပဲ one way ပဲ one way ပဲခုနကပွဲလိုပဲ one way လေးပဲ one way လေးပဲ Ruby I offer ကာနီ stand cam လား star 4ပါပါတော့လုံလောက်သွားတယ်နော် disable လေးနည်းနည်းလေးကတ်တိုးလေးမိသွားတာဗျ။ဘာမှလည်းဓာတ်မိပြီးမဲ့ recension ပြက်ခုတ်တွေကြားမှာ short wire နဲ့ပဲအလယ်လမ်း mega တလန်းကိုလောနဲ့အတူရအပေါ်လမ်းနောက်ထပ် mega တလန်းကိုလည်း recension ထပ်ယူပေးထားတယ်မယ် total mega 2လမ်းအောက်လမ်းမှာလည်း free way ကြီးအများကြီးပဲ mega 3လမ်းတော့တည်ကြတယ်တန်းတော့အံ့မင်းနဲ့တူတယ် John 1အဲ offer ကြားမှာပါဝိုင်းနေပဲ John 1နောက်ဆုံးတစ်ချက်မှာတော့ white blast လေးနဲ့ပဲ identity ဖြတ်ထားပေးတဲ့နောက် Iroke နှစ်ကောင်နောက်မှာ Kasu double K ပါပေး manipulation ကြားထဲမှာ Mustake ပါ recension နဲ့တူ asmarator damage နဲ့တန်းမှာရလိုက်တာဆိုတော့9ကောင်Team white out နဲ့ပဲ game number 2မှာလဲ boost gate gaming ဆက်လက်ပြီးတော့အောင်ပွဲခံဝိုင်းနဲ့ပဲ 2-0 ဆိုတဲ့ claim 3နဲ့တော့เนาะကျွန်တော်ဂျပန်အသင်းကိုတော့ A ပြန်လွတ်ခဲ့ပြီပဲဖြစ်ပါတယ်နောက်ရမပါနဲ့တော့ပါပဲ